ထိုင်များတဲ့သူတွေမှာခါနာတာတွေဇက်ကြောတက်တာတွေခဏခဏဖြစ်တာကြုံမှုပါလိမ့်မယ်။ဘာကြောင့်ခါနာတာဇက်ကြောတက်တာခဏခဏဖြစ်လဲဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့မာဆယ်လေးတွေတစ်ခုနဲ့တစ်ခုအတူရှည်မညီမျှလို့ပဲဖြစ်ပါတယ်။အခုလိုမာဆယ်အတူရှည်မညီမျှရင်ဘာတွေဖြစ်တယ်လဲ။ခုနလိုကျွန်တော်တို့ခါနာတဲ့ဇက်ကြောတက်တဲ့စတာတွေဖြစ်တယ်။ဒီကမှတစ်ဆင့်နောက်ဆုံးကြီးပေါင်းဆိုတဲ့အဆင့်ကိုရောက်တယ်။ဒါကြောင့်ကျွန်တော်တို့မာဆယ်အတူရှည်မညီမျှတဲ့အခါမှာမာဆယ်လေးတွေကိုပြန်ပြီးတော့တက်မဲ့ပေးဖို့လိုတယ်။မတန်တဲ့ဟာကိုတန်အောင်လုပ်ပေးဖို့လိုတယ်။တားတူနေတာကိုပြန်ပြီးတော့စမ်းထုတ်ပေးဖို့လိုတယ်အကျော်ရှော့ပေးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ healthy lifestyle ကိုအဓိကကူညီပြီးပြသပေးနေတဲ့ personal trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာကတော့အထိုင်နာကြာလို့ရှိရင်ဘေးမာဆယ်တူပြီးတော့ဘာဆယ်ရှိလာလဲဆိုတာကိုဘဟုတုတအနေနဲ့ knowledge sharing လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ထိုင်ကုန်မှာထိုင်နေထိုင်နာကြာသွားရင်ကျွန်တော်တို့ရဲ့ဥကောင်းလေးကလေပင်လေးကရှေ့ကိုထွက်သွားတယ်လေပင်လေးရှေ့ကိုထွက်သွားတယ်ဥကောင်းလေးရှေ့ကိုထွက်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့လေပင်နဲ့ဥကောင်းနဲ့ကြားမှာရှိရဲ့ net flexor လို့ခေါ်တဲ့ muscle လေးတွေကတူသွားတယ်အရင်တူသွားတဲ့အခါမှာကျွန်တော်တို့ခေါင်းမကြီးတာတွေခေါင်းနောက်တာတွေဖြစ်လာတယ်အဲ့ရနေမှတစ်ဆင့်ကျွန်တော်တို့လေပင်နဲ့ကျွန်တော်တို့ရဲ့လက်ပြင်ကြွက်သားနဲ့ချိတ်ဆက်ပေးထားတဲ့ levator scapulae ဆိုတဲ့ muscle လေးတွေကရှည်ထွက်သွားတယ်လေပင်လေးရှည်ကိုထွက်သွားတော့အဲ့ muscle လေးကလည်းရှည်ကိုရှည်လိုက်ရှည်ပေးရတယ် muscle တစ်ခုကြွက်သားတစ်ခုကတူလွန်းရင်လည်းမတန်သလိုရှည်လွန်းရင်လည်းမတန်တာဖြစ်တဲ့အတွက်ကြောင့်အဲ့မှာကျွန်တော်တို့လက်ပြင်ကြောငုတ်တာတို့လေပင်ကဇက်ကြောတက်တဲ့ပြဿနာတွေဖြစ်ပါတယ်ဒါတင်မဲလားဆိုတော့ကျွန်တော်တို့ရဲ့နောက်မှာရှိတဲ့ scapula လို့ခေါ်တဲ့လက်ပြင်လေးက rotate ဖြစ်သွားတယ်အနောက်ချမ်းကမာဆယ်တွေကရှည်ထွက်သွားတယ်ပေါ့အရှိချမ်းမှာရှိတဲ့ကျွန်တော်တို့ပခုံးရိုးနဲ့ရင်ဘတ်ရိုးကိုချိတ်ဆက်ပေးထားတဲ့ရင်ဘတ်ကြွက်သားလေးပေါ့ပတ်မိုင်နာလို့ခေါ်တယ်ဒီမာဆယ်လေးကကြတူသွားတယ်တူသွားတော့အဲ့မှာပို့ပြီးတော့ပခုံးနဲ့ပတ်သက်တဲ့ injury တွေဖြစ်တယ်neck နဲ့ပတ်သက်တဲ့ injury တွေဖြစ်တယ်ဟိုမှာဇက်ကြောတက်တာပဲဖြစ်ဖြစ်ပခုံးနာတာပဲဖြစ်ပခုံးကိုက်တာပဲဖြစ်ဒီပြဿနာတွေဖြစ်ပါတယ်အောက်ပိုင်းကိုသွားမယ်ပေါ့နော်ကျွန်တော်အောက်ပိုင်းကိုသွားမယ်ဆိုရင်ထားရဲ့ရှည်ချမ်းမှာရှိတဲ့ psoas မာဆယ်တွေကတူသွားတယ် hip flexor တွေကတူသွားတယ်နောက်မှာရှိတဲ့ juan ဆိုတဲ့မာဆယ်ကြီးကရှည်ထွက်လာတယ်ဒီလိုနဲ့ခါနာတဲ့ပြဿနာတွေစပါတယ်ကျွန်တော်ပြောပြပေးသွားတာကတော့ဒီဗီဒီယိုထဲမှာပါတဲ့ anatomy လေးတွေကိုသူ့ရဲ့ function လေးတွေကိုဖြစ်တတ်တဲ့ပုံစံလေးတွေကိုကျွန်တော်ပြောပြပေးသွားတာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ကခါနာတယ်ဇက်ကြောတက်တယ်ဆိုရင်ဒီ muscle လေးတွေကို short ပေးဖို့လိုအပ်ပါတယ်မတန်တဲ့ muscle လေးတွေပြန်တန်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်နေထိုင်မှုပုံစံအမှားတွေကြောင့်ဖြစ်တဲ့နာကျင်မှုဝေဒနာတွေကိုကျွန်တော်နဲ့တူတူ real training လုပ်လို့ရနေပါပြီကျွန်တော်ဆက်သွယ်လို့ရမယ့်လိပ်စာနဲ့ဖုန်းနံပါတ်ကို page ရဲ့ description မှာရေးပေးထားပါမယ်အားလုံးပဲကျမ်းမာသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ